ဒီဟာတော့ကျွန်တော်ပေါ့နော်လုပ်ငန်းခွင်တွေ့ရတဲ့အကြောင်းအရာတွေညှောက်ဝေပြရှင်ပါလုပ်ငန်းကနေပြီးတော့လုပ်ငန်းတရားလူတွေကလူတွေတရားဖြစ်နေတဲ့အကြောင်းအရာရှိတယ်ပေါ့ဘယ်လိုဟာမျိုးတွေဆိုရှင်တာလဲဆိုလို့ရှိရင်တချို့လုပ်ငန်းတော်တော်များများမှာလူတွေဟာယာတုကြီးတွေယူထားတယ်HR manager, HR director, people development director, အစကတည်းကနော်တဘောကနေ operation director, တချို့ကလည်း finance director, finance manager အများကြီးပဲဒါပေမဲ့ဒီလူတွေက analyst လုပ်တဲ့ဘက်ကိုစိတ်ဝင်စားဘူးတချို့ကလည်းစိတ်ဝင်စားတယ်မှားယွင်းပြီးတော့သူကစဉ်းစားနေတာ analyst လုပ်တယ်ဆိုတော့ငါတို့နဲ့မဆိုင်ဘူးကဏ္ဍတွေကိုလောက်တာ ratio တွေကိုတွက်တာအဲ့ဒါ accounting department, finance department ကလူတွေလောက်ရမှာအဲ့လိုမျိုးထင်အမှန်တော့လုပ်ငန်းခွင်မှာရှိတဲ့လူတိုင်းကနားလေရမယ့်အချက်နှစ်ချက်ရှိတယ်အဲ့ဒါကို revenue model နဲ့ business model လို့ခေါ်ပါတယ်ကျွန်တော်တို့ဟာဘယ် service တွေကိုဘယ်လောက်ဈေးတွေနဲ့ရောင်းဘယ် product တွေကိုဘယ်လောက်ဈေးတွေနဲ့ရောင်းပြီးတော့ revenue ဘယ်လိုရှာနေရလဲဆိုတာအဲ့ဒါ revenue model ဖြစ်ပါတယ်အဲ့ revenue ကိုရဖို့အတွက်ဆိုလို့ရှိရင်ငါတို့ရောင်းလိုက်တဲ့ product တွေ service တွေလူတွေအသုံးပြုလိုက်တဲ့အခါမှာဘယ်လောက်သူတို့အတွက် is for doing business ဖြစ်နေတယ်သူတို့ရဲ့စိတ်ရှုပ်နေရတဲ့ကိစ္စတွေကိုဘယ်လောက်ကျွန်တော်တို့ကချင်းလင်းပေးနိုင်တာလဲဖြည့်ရှင်းပေးနိုင်တယ်အဲ့လိုမျိုးဂုဏ်သက်တီးတွေရှိတဲ့အတွက်ကျွန်တော်တို့ service ကိုသုံးပြီးတော့သူတို့ကကျွန်တော်တို့ကို service key ပေးဖို့အတွက်ဘယ်လောက်ထိ satisfaction ရကြအဲ့ဒီဒုတိယသုံးခုကိုပြောလိုက်တာဟုတ်ဘယ်လိုနည်းလဲနဲ့အလုပ်လုပ်လို့ဒါ business model ဖြစ်ပါတယ်အဲ့တော့ business model နဲ့ revenue model ကိုနေပြီးတော့နားလည်အောင်ကြည့်ရမယ်ဆိုတာကိုသိသလိုနဲ့မသိတဲ့လူတွေအများကြီးရှိတယ်မသိတဲ့အခါကျတော့တယောက်နဲ့တယောက် fighting နေဖြစ်တော့ငါတော့ဘာယာတုကိုကတော့ဘာယာတုကနေတာဒီလားအဲ့ဒါ company မှာရှုပ်ချက်ခက်အဲ့လိုလုံးနေကြတဲ့အတွက်အောင်မြင်တဲ့လောက်မအောင်မြင်တဲ့လုပ်ငန်းတွေလောက်မျှရှိနေတယ်ဒီကိစ္စသေချာစဉ်းစားမိကိစ္စတစ်ခုပါတော့ကျေးဇူးတင်ပါတယ်